အမျိုးသမီးကြီးကသမီးဖြစ်ဟန်ဆောင်ထားသူကိုခေါ်ဆောင်ပြီးစိတ်ကြိုက်ဈေးဝယ်ထွက်ခဲ့ပါတယ်။သူမကိုစံပင်ပုံစံပြင်ပေးလက်တီအလှပြင်ပေးနဲ့ဈေးကြီးတဲ့အဝတ်အစားတွေကိုလည်းဝယ်ယူပေးခဲ့ပါတယ်။သူမဟာဒီမိန်းကလေးကိုအထက်တန်းစားသူထေးသမီးတစ်ယောက်ဖြစ်အောင်ပြောင်းလဲပေးချင်နေတာပါ။မကြခင်မှာပဲမိန်းကလေးဟာဒီလိုစိန်ခံတဲ့လူနေမှုဘဝကိုဆွဲလန်းလာပါတော့တယ်။သူမဟာသမီးရင်းရဲ့တပ်ပုံတွေကိုတယောက်တည်းစိုက်ကြည့်ရင်မျက်လုံးတွေထဲမှာမနာလိုမှုနဲ့အညှိုးတေးတွေပြည့်နှက်နေခဲ့ပါတယ်။သူမဟာသမီးရင်းစစ်ဖြစ်လာဖို့ကိုလည်းစတင်ဆူတောင်းမိလာပါတယ်။အဲ့ဒီအချိန်မှာပဲအမေဖြစ်သူကအခန်းထဲကိုဝင်လာပါတယ်။သူမကမိန်းကလေးကိုရင်မောင်းလိုက်စင်သွားပြေဖို့ပြောဆိုပြီးဈေးကြီးဆုံးပြန်ကားတစ်စီးဝယ်ပေးမယ်လို့ကတိပေးခဲ့ပါတယ်။မိန်းကလေးကသူမဟာငယ်ငယ်ဦးကဘလောက်တောင်ခွန်အားကြီးခဲ့တယ်လဲလို့စူးစမ်းစွာမေးမြန်းတဲ့အခါမှာတော့အမေဖြစ်သူကပြုံးပြီးမိသားစုရဲ့ရှုပ်ဝက်ချက်ကိုဖွင့်ပြောပြလိုက်ပါတယ်။အသက်4နှစ်အရွယ်မှာတင်ကားတစ်စီးလုံးကိုမှောက်လန့်နိုင်ခဲ့ကြောင်းနဲ့အခုရွယ်ရောက်လာတဲ့အချိန်မှာလေရင်တစ်စင်းလုံးကိုတောင်ရွှေ့နိုင်လောက်ပြီဖြစ်ကြောင်းဟောပြခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲသမီးရင်းဖြစ်သူအမဟာထိန်းချုပ်မရတော့တဲ့လေရင်ကြီးတစ်စင်းကိုသူ့ရဲ့ခွန်အားကြီးတဲ့အစွမ်းနဲ့တားဆီးထားပါတယ်။အရေးပေါ်အခြေအနေမှာသူမဟာသူမရဲ့ထူးခြားတဲ့စွမ်းအားတွေကိုသုံးလိုက်လို့မိခင်နဲ့သမီးကြားကနှဆိုင်တဲ့ဆက်နွယ်မှုကိုလည်းခံစားခဲ့ရပါတယ်။အဖွားဖြစ်သူကလည်းအဲ့ဒီအချိန်မှာပဲစွမ်းအားတွေထွက်ပေါ်လာတာကိုခံစားလိုက်ရပါတယ်။အဲ့ဒီအခါမှာတော့အမေဖြစ်သူဟာရှေ့ကမိန်းကလေးဟာသမီးရင်းမဟုတ်နိုင်ဘူးဆိုတာကိုပထမဆုံးချိန်တန်တရားဝင်လာပါတော့တယ်